Hello အားလုံးပဲမင်္ဂလာပါ Southern Ontario မှာရှိတဲ့သဘာဝအလှတွေထဲကတစ်ခုဖြစ်တဲ့ Monocliffe Provincial Park ကိုမနှစ်ကစောင်းအကုံနှွေအကူမှာတွားရောက်ခဲ့တဲ့ vlog လေးကို share ပေးလိုက်ပါတယ် Summer နဲ့ Fall မှာဆိုရင်အရွက်စုံစုံလေးနဲ့ဆိုတော့ပိုလှပါတယ်ဒီ Provincial Park က Niagara Escarpment ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ UNESCO World Biosphere Reserve အဖြစ်လဲမှတ်ပုံတင်ထားပါတယ်ထူးခြားတဲ့တောင်တန်းတွေဂျိုင်ဝမ်းနေနဲ့တဘာဝအတိုင်းအရန်တာယာပြီးလှတဲ့ tree တွေလည်းရှိတာမို့လို့ hiking ဝါသနာပါသူတွေအတွက်ကတော့နေရာကောင်းလေးတစ်ခုပါတဘာဝအလျောက်ဖြစ်နေတဲ့အမြင့်30မီတာကျော်ကြောက်တန်းတွေနဲ့ကြောက်တန်းထိပ်ကိုတွားရောက်ပြီးတော့မြစ်ကျယ်ဝန်းကိုကြည့်ရှုနိုင်တဲ့လမ်းကြောင်းတွေရှိတယ်Instagram မှာနာမည်ကြီးတဲ့ကြောက်တန်းကြားက photo spot နဲ့အရန်တာရတဲ့ trail လူတွေကဒီ Monocliffe Provincial Park ရဲ့ popular ဖြစ်စေရတဲ့အရာတွေပါ။ရာသီတိုင်းလူစီနေတဲ့နေရာတစ်ခုဖြစ်ရခြင်းကတော့ spring နဲ့ summer မှာဆိုရင်စိမ့်စိမ့်ဆူဆူနဲ့တာယာသလို fall မှာဆိုရင်လည်းအယောင်ပြောင်းနေတဲ့အရွက်လေးတွေနဲ့အရန်လှတယ်။ winter မှာဆိုရင်လည်း snowshoeing လာလုပ်ကြတယ်။ daily parking permit တော့လိုအပ်တယ်။ comment မှာချပေးထားတဲ့ link ကနေ reservation လုပ်နိုင်ပါတယ်။နောက် vlog ဒီမှာပြန်ဆုံကြမယ်နော်။ See ya